နေ့မှာတော့ယူချောပေါ့နော်ယူချောကနေပြီးတော့မှဒီအခြားဘဏ်ငွေလွှဲတဲ့နည်းနဲ့ပတ်သက်ပြပြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့အခြားဘဏ်ဖြစ်တဲ့အတွက်ဒီအခြားဘဏ်ပေါ့နော်ရိုးကတော့ကင်ခိုးနှိပ်ပါမယ်ပြခိုးဘဏ်ဖြစ်တဲ့အတွက်မီဇူဟိုပေါ့နော်မီဇူဟိုကင်ခိုးနှိပ်ပါမယ်ပြီးတာနဲ့စကီရဲပေါ့နော်ပြီးတော့ဒီမှာပေါ့နော်ဘဏ်အကောင့်ကသူကဘဏ်ကသူခဏနဲ့ရှာပေးရမှာပေါ့နော်ဘဏ်သူကဘဏ်ခွဲကိုသူကိုလွှဲမဲ့ဘဏ်ခွဲပေါ့နော်ခဏနဲ့ရှာပေးရမှာဖြစ်ပါတယ်မဂျူးပေါ့နော်ခဏနဲ့ရှာမှာသူကလိပ်စာထွက်လာမှာအဲ့တော့ကိုလွှဲခြင်းတဲ့ဘဏ်သူကလည်းအော်ဒါရှိရဒီဘဏ်ပေါ့နော်ဒီဘဏ်လေးကိုလွှဲမှာဖြစ်ပါတယ်စကီအဲကိုဆက်နှိပ်ပါမယ်ပြီးရင်ဘဏ်အကောင့်ပေါ့နော်ဖုဆော့ပေါ့ဘဏ်နံဒိတ်ထဲပါမယ်လွှဲမဲ့ငွေပါနော်လွှဲငွေအမောက်ထဲပါမယ်ပြီးရင်ပေါ့နော်ဒီမှာဘဏ်မှန်ပြီးရင်ဟုတ်လားအကောင့်နံပါတ်မှန်ပေါ့နော်ပါမယ်ပြီးဆိုရင်ဒါဝတ်ရှိလွှဲမဲ့ဘဏ်ပေါ့နော်ဒီမှာဒါဘဏ်စစ်ပေါ့နော်စစ်ပြီးတော့မှအပလီပေါ့နော်နေလိုက်ရုံပါပဲဒါလွှဲပြီးပါပြီအားလုံးစင်ပြေကြပါစေ